အားလုံးပဲမင်္ဂလာပါ Iris Bandra ရဲ့ talk show episode 2လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့ Win Tan Iris Bandra ရဲ့ founder ဖြစ်ပါတယ်ရှင်ကျမကတော့ Iris Bandra ရဲ့ co-founder သူစားလင်းဖြစ်ပါတယ်ရှင် Iris Bandra ကိုဘယ်လိုမျိုး inspiration တွေရယူပြီးတော့တည်ထောင်ဖြစ်ခဲ့တာလေးလဲဆိုတာကိုပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ကျမလူငယ်တဲ့10နှစ်ကျမကင်းထောက်လူငယ်တယောက်အနေနဲ့ကျမလှုပ်ရှားခဲ့စဉ်တော့ကျမ Art for Change program ကိုscholar ရခဲ့တယ်အဲ့ဒီ Art for Change program ကသူကဗမာလုပ်တယ်ဆိုရင်ကျမတို့ Africa တိုင်း Madagascar နိုင်ငံသူရဲ့မြို့တော် Antananarivo မြို့မှာလုပ်ခဲ့ပါတယ်အဲ့ဒီprogram ကိုကျမသွားပြီးတော့ join ရတဲ့အချိန်မှာကျမတို့အဲ့ဒီမြို့မှာ Antananarivo မြို့မှာကျမ7ရက်လောက်နေခဲ့ရတယ်အဲ့ဒီနေတဲ့အချိန်မှာဘာလေးတစ်ခုကိုသွားပြီးတော့ activity တွေနဲ့လုပ်ရတယ်ဆိုတော့ကျမတို့အဲ့မှာဒီ Christian ဘုန်းတော်ကြီးတစ်ပါးကသူကဒီအိမ်မဲရာမဲတွေအတွက်ကိုသူကနေစရာထိုင်ခင်းပေးပြီးတော့သူကစီပိုလူဆိုစားဝတ်နေရေးအတွက်အကုန်လုံးပြင်ဆင်ပေးတယ်ဘယ်လိုပြင်ဆင်ပေးလဲဆိုတော့အမျိုးသားတွေကအိမ်ဆောက်တဲ့ဟာတွေဒီလက်သမားလုပ်ကိုလုပ်တယ်အမျိုးသမီးတွေအတွက်ကိုကြတော့သူကလုတ်ကန်ခွန်းအောင်ဘယ်လိုလုပ်ပေးလဲဆိုတော့လက်မှုတွေကိုတင်ပေးတယ်လုပ်ပေးတယ်ပြီးသွားတဲ့အချိန်မှာအဲ့ဒီလုပ်ထားတဲ့ပစ္စည်းတွေကိုပြန်ပြီးတော့ဈေးကွက်ဖော်ပေးတယ်ဆိုင်တွေဖွင့်ပေးတယ်ပြန်ရောင်းပေးတယ် tourist attraction တွေနဲ့လည်းလုပ်တယ်အဲ့ဒီမှာကျွန်မဘာတစ်ခုကို inspire ဖြစ်သွားလဲဘာတစ်ခုအမြင်ပွင့်သွားလဲဆိုတော့ကျွန်တော်တို့ community development ရဲ့ art ရဲ့ business ရဲ့ဒီသုံးခုဘယ်လိုမျိုးချိန်လို့ရမလဲဆိုတော့knowledge တွေတခုကျွန်မရသွားတယ် idea လေးတစ်ခုလည်းရသွားတယ်အဲ့တော့ငါသာအလုံးလုံးကြီးငါစီရဲ့ကိုယ်ပိုင်စီးပွားရေးတစ်ခုသာလုပ်ရင်ငါတကယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်မယ်ဆိုတော့တွေးထားတဲ့လူငယ်တယောက်အနေနဲ့ကိုဘယ်လိုစီးပွားရေးကိုလုပ်မလဲဆိုတဲ့ဟာအဲ့ဒီနေရာမှာ inspiration ကောင်းကောင်းကြီးရခဲ့ပါတယ်ဟုတ်ကဲ့ပါ Iris Bandra မှာဘယ်လိုမျိုးအရာတွေကိုအဓိကထားပြီးတော့ဖန်တီးပြလဲဖန်တီးထားတဲ့အရာတွေပေါ်မှာဘယ်လိုမျိုး service တွေကိုပေးနေလဲ Iris Bandra မှာအဓိက wearable art တွေကိုဖန်တီးပါတယ်ရှင်service တွေနေရာတော့ကျမတို့ upcycling လုပ်တာရှိမယ် premium service ပေးတာရှိမယ်เนาะ upcycling ဆိုတဲ့နေရာမှာကျတော့ကျမတို့ဝတ်ပြီးသားအထည်လိပ်တွေသုံးပြီးသား leather ပစ္စည်းတွေစသဖြင့်အခြားသောကြွေတွေတစ်သားတွေစသဖြင့်ပေါ့အဲ့ဒါမျိုးတွေကိုကျမတို့ upcycling အနေနဲ့customize design တွေလာပြီးတော့ရေးဆွဲတဲ့ဟာကို service ပေးတာရှိပါတယ်နောက်တစ်ခုကတော့ premium service အနေနဲ့ကတော့ကျမတို့မျက်စိနဲ့မြင်သာအောင်ပြောရမယ်ဆိုရင် designer ဒီ designer handbag တွေပေါ့ luxury designer handbag တွေပေါ်မှာလုံးဝ customize design ကိုဒီ luxury painting နဲ့ luxury painting ဒီ luxury leather painting စိတ်ကိုသုံးပြီးတော့ဆွဲပေးတဲ့ဟာမျိုးရှိမယ်ပြီးတော့ကျမတို့ပိုးထည်တွေပေါ်မှာဆွဲတဲ့ဟာရှိမယ်ဒါကတော့ luxury ပိုင်းပါဟုတ်ကဲ့ပါ product အကြောင်းလေးကိုလည်းထပ်ပြီးတော့ရှင်းပြပေးပါအောင်ရှင်product နဲ့ပတ်သက်ရင်တော့ကျမတို့ local MSME brand တွေနဲ့ကျမတို့ collab လုပ်ပြီးတော့ဒီ Iris Bandra နာမည်အောက်ကနေပြီးတော့ပဲကျမတို့ product တွေproduct တွေထွက်ပါတယ်project တွေတခြားသော project တွေအများကြီးလည်းရှိပါတယ်အဲ့တော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုကျမနောက်ထပ်episode တစ်ခုမှာဒီတက်လေးပြောပြပေးပါမယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဒီလိုပေါ့နော်ကျမခေါင်းထဲမှာမိကုန်းလေးတစ်ခုပေါ်လာပါတယ်အဲ့ဒါကဘာလဲဆိုတော့အရှိမဒီ fabric ပေါ်မှာပကြီးဆွဲလို့ပြောသွားတယ်ပေါ့အဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်လေးရှင်းပြပေးလို့ရလားရှင်ဟုတ်ကဲ့ fabric painting ကတော့အဓိကကတော့ကျမတို့ရိုးရိုး normal painting နဲ့တူတူပါပဲရှင်ကျမတို့နေမှာချိတ်ပြီးတော့ဆွဲတယ်ဆိုတော့ဒီ painting တွေကြတော့လေဒီလိုကျမတို့ fabric ကဒီ canvas fabric ပေါ်မှာပဲဆွဲစားတာအင်ဂျီတွေပေါ်မှာဆွဲတယ်ဆိုတာလေဒီ fabric painting ဆိုတဲ့ဟာလေဒါလည်း fabric တစ်မျိုးပါပဲအဲ့တော့ဘာကွာဝါလဲဆိုရင်ကျမတို့က wearable art ဖြစ်သွားတယ်ပေါ့နော် wearable art ဖြစ်တော့ရေလျှော်ခံဖို့ဝီးဘူးတိုက်ခံဖို့အဲ့လိုမျိုးစီမျိုးစားတွေကွာမယ်ပြီးတော့စီဆွဲရတဲ့ technique ကွာသွားမယ်အဓိကတော့အဲ့ဒါလေးပဲကွာတာပါနေရာမှာချိတ်ထားတဲ့ပကြီးကားတကားမဟုတ်ပဲကိုကိုရန်နေပြီးတော့ living art တစ်ခုဖြစ်သွားစီတဲ့တီထွင်မှုလေးပေါ့ entrepreneur တစ်ခုပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒီနေ့အချားရည်အများကြီးကို sharing လုပ်သွားပေးရမဝန်သက်သက်ကိုကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ် fabric painting နဲ့ပတ်သက်တဲ့ process အသေးစိတ်ကိုနောက်ထပ်ဗီဒီယိုတွေမှာပြပြပေးတော့မှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုမလွတ်သွားဖို့ Iris Bandra ကို follow လုပ်ခဲ့ဖို့မမေ့နဲ့နော်ဒါဆိုရင်ဒီနေ့အတွက် bye bye